ကျုပ်လည်းကြောက်နေပေမဲ့အဖော်ရရှိနေတော့တေတေချာချာညောင်မင်းချေရင်ကိုပဲကြည်နေတာမတိုင်မင်သားပဲနဲ့ကျုပ်တို့9ယောက်အသားချင်းထိသွားကြတယ်ကျုပ်လက်ဖြားတွေနည်းနည်းအေးလာတယ်ဟိုညောင်မင်းကွာကြကနေမြေကြီးပေါ်ကိုတလန့်နဲ့လှမ်းပြီးဆင်းတဲ့ခြေထောက်ကိုပဲတွေ့ရတာမိအောင်မရှိကျဲအောင်လေးနဲ့ပဲတွေ့ရတာကျုပ်နဲ့ဆိုပေ30လောက်ပဲဝေးမှာဟောကြည်ရင်နဲ့အရက်ပလင်းအပေါ်ကိုမြောက်သွားပြီးပြန်ကျလာတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူတန်လျက်မောင်ကျောက်ခဲရေးသားထားတဲ့ရွာတလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဥယျာဉ်နဲ့သူ့ဇက်ဆိုသလိုပါပဲတရားတပုတ်ဆန်းတယ်လို့လည်းပြောကြပါတယ်ဘလို့ပဲဆိုရှေ့ကအဖိုးဖွားများပြုတ်လုခဲ့ဒီကိုတသွေမသိမ်းလိုက်လောက်ကြတာကများပါတယ်အခုလေကျုံတို့ရွာမှာရွာစော်ကလိုက်អော်နေတယ်လာသန်း9ရက်နေ့မှာရွာတော်ရှင်ကြော့မယ်ဆိုတဲ့အကြောင်းကြော့ရမှာကုန်ကြမှုကိုရွာတကြီးကအကုန်ကြခံတယ်။စိန်ကောင်းဖုကလာကတာဝန်ခံထူးတာကတော့သူများရွာတွေမှာရွာတော်ရှင်ကြော့တာကမုတ်စီကျော်အဖြူအနီကောက်ညင်းမောင်းမုတ်လုံးရီပေါ်မုတ်စိတ်ချေမုတ်ကြစီငပြောသည်ပုံသီးစိမ့်နဲ့ပွဲပြင်ပြီးကြော့တာကျုပ်တို့ရွာကထူးမှထူးအများနဲ့မတူစံတပြေချက်နဲ့ကြက်သားဟင်းကျက်ဆိုရင်လဲပိတ်တာကြော်မှကြိုက်တာအရက်ကတော့ကျုပ်တို့ရွာကထန်းညက်အရက်ဦးရည်အစီပြင်းပြင်းတစ်လုံးဆေးလိပ်ကွန်ရာတွေပါရသေးတယ်ကြော့ချိန်ကလည်းမနက်ပိုင်းမဟုတ်ဘူးညနေဝင်ရီတရောနရိုင်းတွင်းချိန်ချိန်မှာလောက်ရတာတော့ရင်မရဘူးလားမလုံနဲ့ကိုလူကြီးနန်းနဲ့နဂါးကိုမလဲစားနဲ့လို့ဆိုရိုးရှိတယ်လေကျုပ်တို့ရွာတော်ရှင်ကအကျွေးမထဘူးလက်တွေသမားမယုံမရှိနဲ့ကိုလူသူ့ကိုယိုသေးလို့ကတော့စောက်ရှောက်တယ်ကျုပ်တို့ရွာတွေမှာကကလေးတစ်ခုရှိရဲ့အရက်ကိုစုပြီးပဲတောက်တယောက်တည်းပဲတောက်ရွာတော်ရှင်ကိုအရင်မြောက်ရတယ်မမြောက်ဖဲနဲ့တောက်ရင်တော့လားဘာပြောကောက်မလဲအဲ့ဒီရောက်ဝိုင်းကဘာရဲမဟုတ်ပဲရန်ထဖြစ်ပြီးတယောက်နဲ့တယောက်ထိုးကြိတ်ကြထိတ်ပေါက်ခေါင်းကွဲဖြစ်ကုန်ကြရောကျုပ်ပြောတာမယုံရင်ရွာမှာလာဆိုင်ကြည့်သိပါလိမ့်မယ်အေးယုံကြည်လို့အလုပ်ဖြစ်သွားတဲ့သူလည်းရှိပါတယ်ခမရတို့ကိုကျုပ်ပြောပြမယ်အဲ့ဒီမဲကခင်ဆောင်လို့ခေါ်တယ်အညာသားစစ်သူ့ကိုတင်မောင်ကအရင်ရောက်လာတာကျုပ်တို့ရွာမှာအညာကနေပြီးခရီးလာရောက်ကြတာကိုတင်မောင်ရောက်လာပြီး3နှစ်မြောက်တော့သူ့ညီခင်ဆောင်ရောက်လာတာနေညိုရင်ခရီးကားတောက်တက်တဲ့ကျုပ်တို့အဖွဲ့နဲ့ရင်းနှီးသွားကြတယ်ကျုံနဲ့ခင်မောင်နဲ့ကအခုမှတွေ့ကြပေမဲ့လဲရှေးရည်ဆက်လို့ခေါ်ရမလားညီကိုအရင်တိုင်းပဲရပိုင်းတွင်ခင်မင်သွားကြတယ်တခါလေကျုပ်အိမ်ပြန်မအိပ်ဘူးခင်ဆောင်ရဲ့ထန်းရည်ဆိုင်မှာပဲသူနဲ့ဒူဒူအိပ်ဖြစ်တယ်ကျုပ်ကအရက်သမားဆိုတော့ထရီကတိတ်မတိုးဘူးဒီပြဿနာကိုခင်ဆောင်အညာသားကဖြေရှင်းပေးတယ်ထရီဂျူထဲမှာအရက်ချစ်တဲ့ထညက်ကိုစိန်မိတယ်ထညက်ပြောသွားရင်အဲ့ဒီထရီကဝန်းမကြတော့ဘူးတစ်ခွက်ဆိုတစ်ခွက်ခရီးရောက်တယ်ခင်ဆောင်ကလည်းအမြဲတမ်းရွာတော်ရှင်ကိုကြော့တယ်ဆိုင်ကလည်းလူမပြတ်ဘူးရောင်းကောင်းတယ်ကျုပ်တို့ရက်ကလူတွေကမလုံကြဘူးသူကျုပ်တို့ရွာမှာတဆောင်းတနွေလောက်လိုက်ရင်အညာမှာကြံခဲ့တဲ့မိသားစုကစားနိုင်တယ်။သူတို့မိသားစု9ဦးကိုတဦးတည်းရှာကျွေးနေတာ။ဝိုးရင်းချိန်ဆိုရင်တော့ထိုင်စားနိုင်တယ်။ကျုပ်တို့ရွာကလူတွေမသိဘူး။ကျုပ်ကသူနဲ့အနီးကပ်ဆုံးဆိုတော့သိတယ်။ကျုပ်စကားတော်ရှည်သွားပြီဗျာ။ဒီလိုကျုပ်ရှိကပြောတဲ့အတိုင်းပဲအနောက်ရွာမှာအတူပါပေါ်တယ်။ကျုပ်နဲ့ခင်ဆောင်ဖဲဝိုင်းကောင်းတဲ့အတန်ကြားလို့တွားကစားဖို့2ဦးသားတိုင်ပင်ကြတယ်။ကျုပ်ကလည်းကျုပ်တို့ရွာတော်ရှင်အကြောင်းကိုပြောပြတော့ခင်ဆောင်ကကဲဒါဆိုလဲဒီညအတူပါမှာဖဲသွားရဲ့မယ်ဗျာငွေကကျွန်တော်မှရှိပါတယ်ခမ ्या ပြောတဲ့အတိုင်းရွာတော်ရှင်ကိုမြောက်ပါလို့ကျုပ်ကိုပြောတယ်ဟုတ်ပြီကိုလူမင်းဂရီဒီမှာဖြစ်မယ်ကြားလားလို့ကျုပ်ကပြောရင်ကျုပ်တာဝန်ပါတယ်ဗျာလုပ်ရမယ့်အလုပ်ကိုပြောပါလို့ပြောတယ်အထွေထူးမဟုတ်ပါကွာဒီညနေနေရိုင်းတင်းချိန်အရက်တစ်လုံးနဲ့မြောက်ကွာဖျောင်းနိုင်2တိုင်ထွန်းမင်းပြောရမှာကရွာတော်ရှင်ကြီးကိုအရက်နဲ့မြောက်ပါတယ်ကျွန်တော်ကိုကြီးပါဒီညအနောက်ရွာကမသားမဖဲသွားကစားမယ်ငွေဘလောက်နိုင်အောင်လုပ်ပေးပါအဲ့လိုနိုင်ရင်ကျွန်တော်မနဲ့ကြရင်အရက်တစ်လုံးနဲ့ကြက်တကောင်ချက်ပြီးလာကြောပါမယ်အဲ့လိုပဲပြောရမှာကွဘယ်လိုလဲကျုပ်စကားဆိုရင်ပဲခင်ဆောင်ပျော်သွားတယ်ချက်ချင်းအရက်တစ်လုံးတွားဝယ်တယ်မောင်ကြီးပြောချိန်မှာခင်ဆောင်ရွာတော်ရှင်နတ်စင်ကိုတွားပြီးကြောတာကျုပ်လမ်းပေါ်ကပဲကြည်နေတယ်
ကျုပ်ကအရက်ထရီတာတောက်တာဖဲတော့မရိုက်ဘူးဗျာဟာဖဲနိုင်လားဟလားနိုင်တာပေါ့ဗျာအတူကအိမ်မှာကစားဖို့တွေတော့မယုံတင်တာဖြစ်လာကြတယ်ခင်ဆောင်ကိုအကြံဖန်သမားညံသမားဆိုပြီးရွာကန်လူမိုက်တွေကမကျေနပ်ဘူးဗျကျုပ်ကဝင်ရှင်းပြရသေးတယ်ကျုပ်ရှင်းပြမှသူတို့လက်ခံတယ်ကျုပ်ကအရက်တောက်တယ်ဒါပေမဲ့မဟုတ်တာတော့မလုပ်ဘူးဖဲဝိုင်းမှာလည်းမယုံလဲမယုံကျင်စရာခင်ဆောင်ခေါ်သမျှအပွင့်ကပေါ်နေတာကိုကျုပ်လည်းခင်ဆောင်ကိုတူတူမေးကြည့်တယ်ရွာတော်ရှင်ကိုဂရိပေးတောင်းတာတဲ့ငွေပြေပြီလားပေါ့ခင်ဆောင်ကငွေကိုရည်ကြည့်တော့ရီမန်းချက်ကပြေပြီးနည်းနည်းပိုတယ်ပြောတယ်ကျုပ်ကပိုးတာအရက်ဖိုးနဲ့ကြက်ဖိုးပေါ့တော်တော်လို့ပြောပြီးပြန်လာကြတယ်ကျုပ်တို့အနိုင်နဲ့ပြန်လာတာကိုတိတ်တော့မကြည့်ကြဘူးခင်ဆောင်တယောက်တည်းဆိုဒီကောင်ကြီးပြဿနာရှာနိုင်တယ်ကျုပ်ဘာလို့ဒါပဲပေါ့ဘာပြောတယ်နောက်ညသွားသေးလားဟလား၃ညဆက်တိုက်တောင်သွားတယ်ဗျ၃ညလုံးတောင်းတလောက်ရတယ်ဗျနေတိုင်းလဲအရက်နဲ့ကြက်နဲ့တင်ရတယ်ဗျအဲ့ဒါကျုပ်မျက်မြင်ပါခင်ဆောင်ဆိုဘာလီဆာဆာတုတ်တဲ့အပြင်ထွက်ပြီးရွာတော်ရှင်ကြီးကိုမြှောက်တော့တာပဲလေပြောရင်းနဲ့ကျုပ်တို့ရွာကရွာတော်ရှင်ကတော့ပုံကကြံအောင်မလို့အဲ့ဒါကတော့တစ်နှစ်မှတစ်ခါလောက်တာအကြံမကြခင်လောက်ကြတာအဲ့နေ့မွန်းလွဲတာနဲ့စိန်ကောင်းဥကလာကဥဆောင်ပြီးချက်တယ်သူ့ဘက်မှာလူ9ယောက်ရှိတယ်အရက်ကိုလည်းမနေ့ညကချက်ပြီးပြီရွာတော်ရှင်ကြီးအတွက်ပထမဦးရေစီကိုဖယ်ပြီးကျန်တာကတော့ကြော်ပွဲပြီးရင်သူတို့တောက်မဲ့ထညက်10ပိတ်တာတောင်ချက်ထားတာအခုလိုမဟုတ်ဘူးအဲ့ဒီအချိန်ကရွာတိုင်းထညက်အရက်ကောင်းကြီးအရက်တွေချက်ပြီးတောက်ကြတာ BDC တို့တင်လဲပြူတို့ကရွာတွေမှာမတောက်ဘူးချက်ရက်မှချက်ရက်ပေါ့ဗျာစတိုင်းရင်းကိုခုတ်ထည့်ရေးစိမ်အောင်စေချိုးပြီးဟင်းအိုးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုပစ်ထည့်တာငရုတ်သီးကအတောင့်လိုက်ကြက်သွန်ကိုလှီးပြီးထည့်စားနှွင်းပစ်ထည့်အခုလိုအချို့မဟုတ်မတုံဘူးငံပြာရည်လေးပါထည့်သေးတာအားလုံးစုံရင်အိုးပိတ်ပြီးတဲတော့တာပဲထမင်းကိုလည်းတပြေချမ်းဒါကရွာတော်ရှင်အတွက်သူတို့စားဖို့ကဒီကိုယူမလာနဲ့အိမ်မှာချက်အားလုံးချက်ပြုတ်ပြီးရင်ရေမိုးချိုးမှောက်ရီပြိုးချိန်နရိုင်းတင်းချိန်ရောက်ရင်သကောထဲမှာငပြောရက်ကိုခင်းသကောကအစ်စ်နော်အဟောင်းကိုမတုံးရဘူးအားလုံးပြီးရင်စံတီပီချက်ကိုအရင်ထဲထမင်းကကြက်သားဟင်းကိုအကုန်လုံးမှောက်ထည့်လိုက်ထည့်ပြီးသွားရင်ရွာတော်ရှင်နှက်စင်မှာအလင်းတိုင်းနှစ်တိုင်းအမွှေးတိုင်းထွန်းလို့ညောင်ပင်ပက်လယ်မှာအမွှေးနှံကကြိုင်နေတယ်ဒီတော့မှစိန်ကောင်းဖူးကလာကထမင်းစကောကြီးကိုတပည့်များနဲ့ညောင်ပင်ချီရင်ကိုမှာသွားကြတယ်ထမင်းပွဲချပြီးရင်အရက်စီပလင်းကိုဖွင့်ပြီးထားတယ်စိန်ကောင်းဖူးကလာကနေပြီးရွာတော်ရှင်ကြီးခင်ဗျာရွာလုံးရဲ့ကိုစားနှစ်စင်မပြတ်ပူဇော်ပတာပါတယ်အရက်နဲ့ကြက်သားဟင်းထမင်းကိုသုံးဆောင်ပါရွာသူရွာသားများပြောမဆိုမရှိရင်လဲခွင့်လွတ်ပါရွာကိုနှောက်ယှက်ဖျက်ဆီးမဲ့သူများကိုလည်းတားဆီးတုတ်တင်ပေးပါတရွာလုံးကိုလည်းစောင့်ရှောက်ပေးပါစေဦးမှုဖုကလာကအခုလိုကြဲကြဲပြောလိုက်တူတူပြောလိုက်နဲ့ပြောနေတယ်သူနဲ့ခလန်းလန်းမှာကျုပ်နဲ့သူ့တပည့်တွေကရက်ကြည့်နေကြတယ်တောင်းလောက်ကြတော့ဖိုးကလာကကျုပ်တို့နားကိုရောက်လာတယ်။ဖိုးကလာရောက်လာပြီး15မိနစ်လောက်ထိအချိန်တွေကမထူးကြသေးဘူး။တချို့ကပြောတယ်ခွေးအောင်ဆောင်ပြီးစားတယ်ခွေးကိုကပ်ပြီးစားတယ်အမျိုးမျိုးပြောကြတာ။အရင်နှစ်တွေကကျုပ်ခီးသွားနေရနဲ့မကြုံတာကများတယ်။ဒီနေ့တော့တိုက်ဆိုင်ကြုံလို့ကျုပ်လည်းလိုက်လာတာပေါ့။နောက်ပြီးရွာတော်ရှင်ကြီးကခင်ဆောင်ကိုဖဲနိုင်အောင်လုပ်ပေးတာလေ။ကျုပ်ဒီတော့ရွာတော်ရှင်ကိုအရန်အထင်ကြီးတာပေါ့ဗျာ။နှက်စင်ကဖျောင်းနိုင်ငိမ့်အောင်ဆိုရင်နောက်ထပ်10မိနစ်လောက်တော့စောင့်ရအောင်မယ်။ဖျောင်းနိုင်ကလေမတိုက်ရင်နိုင်ဝက်ခန္ဓာကိုအားလုံးကျုပ်ပါဆိုရင်လူ9ယောက်တိုင်ပင်ထားတဲ့အတိုင်းတယောက်မှစကားမပြောတယောက်အသက်ရှူတန်းကိုတယောက်ကကြားနေကြရတယ်။တစ်ချက်ပရစ်အော်တန်ပစင်းရင်ခွဲအော်တန်ဝယုံကြားတွေကနေကြားနေရတယ်။တိတ်မကြပါဘူးဗျာ။အချိန်ကပုံမှန်မှာပဲစိတ်စောနေလို့ကြားတယ်ထင်တာ။နှက်စင်ကမီးအောင်ငင်းကန်ဒီတောင်မှကျုပ်လဲဘာရဲမဟုတ်စိတ်ကူးမိလည်းမသိပါဇက်ကနေအတန်တူတူလေးထွက်သွားတယ်ရုပ်ဘေးကလူကတော့ကြားနိုင်တယ်ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတာကိုကျုပ်ပြောတာကရွာတော်ရှင်ကြီးထမင်းစားရင်ကိုထင်ပြပါလို့မယူရပဲနဲ့ပြောမိတယ်ကြောက်လဲကြောက်တယ်ကြည်လဲကြည်ကျင်တယ်ကျုပ်နဲ့အဖော်ကလည်း6ယောက်တောင်ရှိသေးတာကိုသူတို့စီမှာငှက်ကြီးတောင်ဓာတ်ကကိုစီဘာမှမပါတာကကျုပ်တယောက်ထင်အရက်တဝက်တောက်ပြီးရဲစေးတင်လာသေးတာမကြပါဘူးဗျာလူကိုအေးကနေဖြစ်သွားတယ်ကျုပ်ဒီလောက်တောင်အေးတဲ့လေအတိုက်မခံမှုပါဘူးဗျာညောင်မင်းကြီးကိုမောကြည့်လိုက်တော့လေစီးချက်ညီညီနဲ့ဘင်းညာရင်းနေတယ်လို့စိတ်ထဲမှာထင်ရတယ်သူတို့တွေကတော့မသိဘူးဗျကျုပ်ခံစားနေရတာကလေးပွေမွေ့တယ်လို့အောက်ခြေကညောင်ကိုင်းတွေကလည်းလှုပ်ရှားသွားတယ်
ကျုပ်လည်းကြောက်နေပေမဲ့အဖော်ရရှိနေတော့တေတေချာချာညောင်မင်းချေရင်ကိုပဲကြည်နေတာမတိုင်မင်သားပဲနဲ့ကျုပ်တို့9ယောက်အသားချင်းထိသွားကြတယ်ကျုပ်လက်ဖြားကြီးနည်းနည်းအေးလာတယ်ဟောညောင်မင်းကွာကြကနေမြေကြီးပေါ်ကိုတလန့်နဲ့လှမ်းပြီးဆင်းတဲ့ခြေထောက်ကိုပဲတွေ့ရတာမိအောင်မရှိကျဲအောင်လေးနဲ့ပဲတွေ့ရတာကျုပ်နဲ့ဆိုပေ30လောက်ပဲဝေးမှာဟောကြည်ရင်နဲ့အရက်ပလင်းအပေါ်ကိုမြောက်သွားပြီးပြန်ကျလာတယ်ရက်ကအစီပလင်းကအရက်နှစ်ပလင်းဆန့်နေဒါကိုသူကတခါတည်းမော်လိုက်တယ်အံ့ရောဗျာကျုပ်တို့ဆိုရေနှစ်ဆလောက်ရောတောက်တာတော့အတော်ပြင်းသေးတာဟောထမင်းစကောကြီးကိုလက်တစ်ဖက်ကကင်ပြီးတစ်ဖက်ကတလုတ်ပြီးတလုတ်စားနေတယ်ကျဲရောင်လေးနဲ့လက်လှုပ်တာကိုတော့ကျုပ်တို့ကမြင်နေရတယ်စိန်ကောင်းဖိုးကလာလေးစီးမိတဲ့အာကြီးဖြစ်နေတယ်အရင်နှစ်တွေကပြလားမပြလားမသိဘူးကျုပ်ကဒီနှစ်မှမြင်ရတာကိုရှေ့ပြီးကျုပ်ကကိုထင်ပြပါလို့လဲပြောလိုက်ပြီးတယ်ခုတော့ကျုပ်ကိုကျုပ်ဖော်တဲ့စေကျုပ်မစားနိုင်ဖြစ်နေပြီကျုပ်ကလည်းကျုပ်ပါပဲဗျာမလုပ်ပါနဲ့ဆိုရင်လှုပ်ချင်တယ်သူများပြောတာကိုလက်မခံဘူးကိုတွေးမှယုံချင်တာကျုပ်တို့ကြည်ရင်နဲ့ပဲဟင်းနဲ့ထမင်းကကုံလောက်ပြီးထင်တယ်လက်လှုပ်တာနှေးသွားပြီးအရင်လိုမမြင်တော့ဘူးကျုပ်မလှုပ်တင်တာကိုလှုပ်မိသေးတယ်ကြွားတော်ရှင်ကဘလို့ပုံတရံလဲပေါ့ကြွားချင်တာဒါနဲ့လေကျုပ်ကြောက်ကန်ကန်နဲ့ပဲပြောဖို့ဗျာဖိုးကလာမှန်လာတာကိုမေ့သွားတယ်မီးနဲ့ထိုးမကြည့်နဲ့စကားမပြောနဲ့ဆိုတာကိုကျုပ်သတိမရတော့ဘူးလက်ထဲမှာကင်ထားတဲ့သုံးနှုံထိုးလက်နှိပ်တမီနဲ့ညောင်ပင်ရင်ကိုလှန်ထိုးလိုက်မိတယ်တခဲကလည်းညက်နေကမှအစ်စ်လဲတာညမောင်မှာကျုပ်မီးအောင်ကညောင်ပင်ချေရင်မှာလင်းထိန်သွားတယ်တကယ်မြင်လိုက်ရတာကအမွှေးတွေက1000လောက်ရှိတယ်မျက်နှာကလည်းမျက်လုံးနှလုံးနဲ့ပါးစပ်ပဲပေါ်နေတယ်မျက်လုံးကအိုးစီဝိုင်းကလက်ကွင်းလောက်ပါးစပ်ကလည်းအဆွဲတွေနဲ့ကိုယ်လုံးကညောင်ပင်လုံးကိုကွယ်နေတယ်ညောင်ပင်လုံးကပစိုးတစ်ပတ်တာတယ်အားလုံးတတင်ကအတွင်မှာဟာအမလီလောက်ကြပါဦးဟာဘိုင်းလက်အတန်မျိုးတုံကိုကြားလိုက်ရတယ်ကျုပ်ကိုခိုးကြည့်နေတဲ့မျက်လုံးကြီးကိုကျုပ်ကြည့်ရင်းနဲ့နောက်ပိုင်းဘာတွေဖြစ်တယ်ဆိုတာကျုပ်တကယ်မသိတော့ဘူးဗျာတတိယပြီလားတတိယမဟုတ်လားကွပြောလဲပြောကျုပ်ကိုယ်လုံးကိုလှုပ်ပြီးမီးနေတဲ့ခင်ဆောင်အတန်ကိုကျုပ်ကြားလိုက်ရတယ်ဒါနဲ့ကျုပ်မျက်လုံးဖွင့်ကြည့်တော့ခင်ဆောင်ထိုင်းရည်ဆိုင်ထဲကိုရောက်နေတယ်ဘေးမှာလဲဖိုးကလာတို့အုပ်စုခေါင်းရင်းမှာကဆရာကြီးဦးဖိုးထိန်ဘယ်ချိန်ကသွားပင်လိုက်လဲမသိဘူးကျုပ်ကိုလည်းအဖြစ်ကိုပြောပြပါဦးဗျာကျုပ်ရာတော်ရှင်ကိုမီးနဲ့ထိုးကြည့်ပြီးအဲ့နောက်ပိုင်းဘာမှမမှတ်မိတော့ဘူးဗျစိန်ငောင်းဖိုးကလာကအေးကွာမင်းမီးထိုးပြီးလဲကျသွားတာငါတို့လည်းမြင်လိုက်ရတယ်ညောင်မင်းဘော်ကိုတလှမ်းလေးနဲ့တက်သွားတာကွနောက်ပိုင်းကနေပဲမြင်လိုက်ရတာမင်းကိုထမ်းခေါ်လာကြတာပဲဒီကြတော့မင်းကတဖူးဖူးနဲ့အိပ်ပျော်နေလို့မနဲ့လင်းမှဆရာကြီးကိုခေါ်ပြီးတို့တစ်ခေါက်ပြန်လာတာဖိုးကလာစကားတန်ဆုံးနော်မပြောပါနဲ့ဖိုးကလာရာမီးနဲ့ထိုးလိုက်ရောကျုပ်မြင်လိုက်ရတာကကျုပ်တောင်လန့်မိသွားတယ်ဆိုတော့စဉ်းစားလာကြည့်တော့ဗျာခုထိမြင်နေတော့မယ်ဗျမျက်စိမိတ်လည်းမြင်နေရတယ်ဗျာဒီတော့ဆရာကြီးဦးဖို့တိန်ကအေးခုတော့ဘာမှစိတ်မပူနဲ့လူလေးရဲ့အဘပေးတဲ့ဆေးကိုတောက်လောလောဆယ်ဒီလက်ဖွဲ့လေးကိုဆွဲတာကောင်းသွားမှာပါရေးမဲလေးလည်းတောက်လိုက်အောင်နော်မင်းမြင်နေဆိုဒုက္ခမပေးပါဘူးတတိပေးတာပါကွအေးမင်းတို့လူငယ်တွေကလည်းလက်တွေမှာယုံညင်ရတာကိုသူတို့မှာထိုက်တဲ့တကိုး80ပတ်တွေရှိကြတယ်ကွအတိတ်ကပြုတ်လုခဲ့တဲ့အကုသိုလ်ကြောင့်ပဲဖြစ်နေရတာမင်းတို့ကတစ်နှစ်တစ်ခါသူ့ကိုဒါနပြုပြီးကျွေးတယ်သူကမင်းတို့ရွာကိုစောင့်ရှောက်ပေးတယ်မင်းတို့နဲ့မိတ်ဆွေတွေဖြစ်နေကြတာပေါ့ရုပ်တံကိုတော့သူတို့ကဖန်ဆင်းလို့ရတာပေါ့မင်းတို့ကအလှူဒန်းလုပ်တိုင်းသူတို့နာမည်ကိုခေါ်ပြီးအမျှတန်းပေးဝေပေးပါဒါမှသူတို့ကိုကူညီရရောက်တယ်ကွမင်းတို့ရွာကရွာတော်ရှင်ကိုစက်သားဟင်းအရက်ထမင်းနဲ့မြှောက်တာအခုမှမဟုတ်ဘူးငါတို့အဖိုးတွေလက်ထက်တကယ်အားပဲစဉ်းစားကြည့်ပေါ့ကွာတက်တန်ဘလောက်တောင်ကြာပြီလဲဆိုတာဒါဆိုရင်ဆရာကြီးဘာတွေလုပ်ရမလဲမင်းတို့ရွာထုံးတဲ့အတိုင်းအရက်နဲ့ကြက်ညကြရင်တွားမြောက်လိုက်ပေါ့ကွာပါဇက်ကလည်းတောင်းပန်လိုက်ပေါ့ကောင်းသွားမှာပါကွာဆရာကြီးကလောက်ရမာတွေကိုပြောဆိုပြီးဖိုးကလာတို့နဲ့ပြန်သွားတယ်ကျုပ်ဆရာကြီးကိုလက်စုံမိုးပြီးကြော်လိုက်တယ်ငြိမ်နေတဲ့ခင်ဆောင်ကကဲကိုလူကြည့်အောင်လားဗျကျုပ်ကိုမေးလိုက်တော့မြင်မှုသွားပြီကွဒီရွာမှာငါပထမဦးဆုံးမြင်မှုတာဒါမဲ့ငါလည်းတော်တော်လန့်သွားတာကွညနေကျရင်မင်းလိုက်ခဲ့ရမယ်နော်စိတ်ချပါဗျာခုတည်သွားပြီမဟုတ်လားထေးသွားတက်လိုက်အောင်မယ်ခမရချက်ပိုင်းချက်တာကျုပ်ပြန်လာရင်အရက်ဝယ်လာခဲ့မယ်သွားပြီနော်အညာသားကတွတ်မာရင်ထေးကြည်တော့နဲ့ရင်းတောင်ကိုဆွဲပြီးထွက်သွားတယ်ကျုပ်လည်းအချိန်မဆွဲတော့ပဲချက်သားဟင်းချက်ဖို့မိဖို့ကြောင့်လေးကိုဝင်ခဲ့တော့တယ်
ဒါမှညနေရွာတော်ရှင်ကတော့ဖို့အချိန်မီမှာပေါ့ဗျာမဟုတ်ဘူးလားလူဝင်ဆန္ဒပြေဝပါစေဇလန်လေးကတော့ဤနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူတန်လျင်မောင်ကျောက်ခဲကိုလည်းခရဝပြုကျေးဇူးတင်ရှိအပ်သလိုဇလန်လေးကိုအဆုံးအထိနားထောင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ